မန္တလေးမှာရတဲ့အခြေဖို့သွားဟိုမှာမင်းအောင်လိုင်းကိုလေမိုးတီးတွေပြစ်ခတ်ရလို့ကြားတယ်နော်ငါတို့ပြည်သူတွေကြားမှာဖះတွေတေပြတယ်တူပဲနောက်ဆုံးတို့တည်ထားတဲ့ဖះတွေတို့အယုံကြည်မရှိရှာဘူးပေါ့လေနော်ဒီလိုရတဲ့နဲ့ပဲလှုပ်ရှားနေကြလေစစ်ဘူးချို့အဆက်ဆက်ကလေဒါကအရာကူးကွယ်ကြတာဒါတွေကနော်တို့တွေ့တဲ့ဖះတဆူပဲကွာနော်အေအိုးခမ်းမှာတည်ထားတဲ့ဖះကိုတို့ဗုဒ္ဓဘာသာရပေါ်တိမလားသူများပြောမှဆိုလို့လားတိမလားဝတ်ကြေတန်းချင်တဲ့ဘဲအမှတည်ထားပြီးမှစွန်းကတ်နေကြတာနော်ဟိုရင်တော့88နဝတနာဖဆိုရဖွဲ့တုံးကလေစိန်လွေဆိုတဲ့ကောင်ကလည်းအဲ့ဒီမှာအဖွဲ့ဝင်နော်အမေစုကိုလှုပ်ကြံပေါ်မှာရတရရင်သွားချေတာနော်မရမှာပဲလုံးဆုံးလုံးဝမရမှာပဲအမမေစုကမှရွေးကောက်ပွဲဝင်ခန်းတာပရိုရှင်ဒီပေးရင်မှလည်းအမေစုလှုပ်ကြံခံရဖို့ရင်တို့သိတယ်မလားအဲ့ဒီမှာလေတို့အရင်ဆုံးရတရသွားချေတာပြမပဲလှုပ်ကြံတာမရဘူးလေတို့တော့ကောင်းတွေကိုနှက်ကောင်းနှမြက်တွေကဆောက်ရှက်နေဆိုတို့ကြားဖို့မှာပါအဲ့လိုဖြစ်သွားတာပေါ့လေသိတယ်မလားငါကလည်းမရနိုင်ကိုတခါနဲ့မတိတ်ခိုင်းစေချင်ဘူးနော်အခုဒီလက်ပြဘုံပစ်ခံရတဲ့ဟာတခါနဲ့မတိတ်ခိုင်းစေချင်သူ့ကိုလေငါတို့ကိုကြာသိမလားခြေပြက်လက်ပြက်နဲ့မှတော်တိုင်းလှုပ်တဲ့သူတွေလေနော်စိတ်ထောင်းကိုကြည်အောင်လှုပ်ထားပြီးမှသူ့ကြောင့်ချက်ချင်းတိတ်သွားလို့ရှိရင်လည်းမတရားလေသိတယ်မလားဟောအရင်ခေတ်တော့ကနော်လူတယောက်ကိုနှိပ်စက်တာလေအပြစ်ပေးတာလေအမကျိုးချီပြီးမှအပေါ်ကနေနဖိုးလေဒီတစ်ဆက်ချင်းစီကြပြီးမှနှိပ်စက်ပဲတိတ်သွားအောင်လုပ်တာလေသိမလားအေးငါလေသူ့အဲ့လိုဖြစ်စေချင်တာနော်ဖြည်းဖြည်းချင်းနှိပ်စက်ပြီးမှသိမလားတိတ်သွားမှပဲသူ့ကိုကျင်တဲ့တယ်လေနော်မဟုတ်လို့ရှိရင်ချက်ချင်းတိတ်သွားလို့ရှိရင်တော့ဒီလိုမှပဲနာကျင်တဲ့အရက်တာကိုသူလေးခံစားသွားစေချင်တာပေါ့လေသိတယ်မလားအေးငါလည်းအဲ့လိုမျိုးပါဆုံးလူတယောက်တေးရမယ့်နေ့ကိုပျော်ပျော်ရထိုင်မြုံနေရလိုက်မယ်လို့ငါဘွားဘယ်တော့မှမထင်ထားတာနော်အခုလောက်ဆိုလို့ရှိရင်သူလည်းသဘောပေါက်နေလောက်မှာပါနော်ဒီစရောင်းစားတွေပေါ့လေနော်ဒီတော့မသိဘူးနော်မင်းအောင်နဲ့တေးသွားလို့ရှိရင်အကုန်လုံးပြီးသွားပြီလို့ထင်နေကြလားမသိဘူးငါတော့မကြည့်နဲ့နံပါဘူးဟိုမှာကြုံပြီးခုကြုံမှမကြရှင်းရဆိုလွတ်ကြဘူးတယ်မလားအေးတို့စစ်ဘူးချွတ်တဆွေလုံးတမျိုးလို့လေအမနေဝေး family တန်းရှယ် family မင်းအောင်လည်း family သိန်းစိတ် family နေအမဘောမတွေယုံလိမ့်နဲ့ဒိန်းတောင်တော့ဇောင်းအထဆုံးမှာပါလေကြော်ဆိုးအိုးဆိုတဲ့ကောင်တဲ့ဟိုမှာဘောပြမကင်နေဟိုမှာသိတယ်မလားအေးခရိုကြီးတွေအိုးတေစားအကုန်လုံးပေါ့သိမလားဟိုမှာဝတ်မရွှေလျောက်ကြားလေဟိုတရောင်းစားနဲ့ပေါင်မစီးပွဲလုပ်ပြီးချမ်းသာလာကြတဲ့သူတွေပဲလေသိတယ်မလားသူတို့ကအပြစ်ပေးခံရမှာချိန်နှက်မှာနော်သိတယ်မလားအေးဒါမျိုးတွေနော်မြောက်လဲတေးအကုန်လုံးပြီးသွားပြီလို့ဘယ်တော့မှမချင်ကြပါနဲ့လို့သူတို့ခေါင်းထောင်နိုင်တယ်သိမလားဟိုမှာဇုံမင်းလုံးကချက်ချင်းခေါင်းထောင်နိုင်တယ်လေ